တယောက်ကတင့်ပေါ်ကိုကောင်းပေးနေတယ်ချစ်ပေးနေတယ်ဆိုရင်တော့မှပဲတင့်ရဲ့အတွေ့အမှာ तू ကငါ့အပေါ်ကိုတကယ်ကိုကောင်းပေးနေရလား तू ကငါ့ကိုဘယ်လောက်ထိကောင်းပေးမှာလဲतू ကငါ့ကိုတကယ်ချစ်နေတာဟုတ်ရဲ့လားဆိုတော့တန်တရားအတွေးတွေအမြဲတမ်းဝင်လေဝင်ထရှိနေလေဆိုရှင်တော့တင့်မှာအတိတ်မှာတော့ဒဏ်ရာတွေရှိကြလို့ဖြစ်ပါတယ်စိတ်ပညာအရ relationship မှာ trust issue ရှိခဲ့တယ်ဆိုလို့ရှိရင်အုံနောက်ကအလိုလို protect mode ပုံသွားလေးရှိပါတယ်တကယ်တော့ကျမတို့ကတွေးကြည့်ရမှာကအခုကိုယ်နဲ့လက်ရှိပတ်သက်နေတဲ့သူဒီလူသစ်ဖြစ်တယ်အဲ့တော့သူဒီအရင်လူလိုမျိုးဖြစ်နိုင်မှာမဟုတ်ဘူးလို့ပြောင်းလို့တွေ့ရမှာဖြစ်ပါတယ်စစ်တစ်ခုကိုအတိတ်နဲ့တိုင်းရှင်ပြီးတော့မတိုင်းတာသင့်ပါဘူးသင်ကိုယ်တိုင်ကဟင်းလင်းမရှိမဖြစ်သေးဘူးဆိုလို့ရှိရင်အချစ်ကိုအယုံကြည်မရှိရမျိုးဖြစ်နိုင်ပါတယ်တကယ်တော့အချစ်ကိုမယုံကြည်မရှိတာထက်ပေါ့နော်သင်ထပ်ပြီးတော့နာကျင်ရမှာကိုကြောက်နေရမျိုးပဲဖြစ်ပါတယ်တကယ်တော့တွေးကြည့်ရမှာကဒီလူကငါ့ကိုတကယ်နာကျင်စေတာလားငါရဲ့အတိတ်ကငါ့ကိုအခုထိနာကျင်မှုတွေပေးနေရတာဆိုတာကိုတွေးကြည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့စစ်ပန်တဲ့ချစ်ချင်းမြတ်တာကိုရရှိဖို့အတွက်တစ်ခါတလေမှာသင်ကိုယ်တိုင်ရင်းရင်ဖို့ပဲလိုအပ်ပါတယ် relationship နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တွေလိုတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ coach and future ကအဆင့်သင့်ရှိနေပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီချိန်ရတာပါ